အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကန်ကန်ကြီးအကျိုးဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြပေးချင်ပါတယ်တခါတော့ကလူမိုက်တစ်ယောက်ဟာခရီးတစ်ခုကိုထွက်ခဲ့ပါတယ်ခရီးလမ်းတစ်လျှောက်လုံးတွေ့သမျှအရာအလုံးကိုပြဿနာရှာပြီးဖြတ်စည်းပစ်တယ်ချောင်းကိုဖြတ်ပြီးထိုးထားတဲ့တရားတစ်ခုနာကိုရောက်တဲ့အခါမှာချောင်းကိုကူးပြီးတော့တရားကိုလည်းဖြတ်စည်းပစ်ခဲ့တယ်ဒီလိုနဲ့ခရီးဆက်ခဲ့တာရေအိုးစင်တစ်ခုကိုလည်းတွေ့ရောမုံမုံနဲ့ရေတောက်ဖို့လုပ်တယ်ဖြစ်ချင်တော့ရေအိုးထဲမှာရေကမရှိဘူးတဲ့အဲ့ဒါနဲ့လူမိုက်ကအရန်တော်သားထွက်ပြီးရေအိုးကိုရှိုက်ခွဲပစ်လိုက်ပြန်တယ်အဲ့ဒီလိုနဲ့ခရီးဆက်သွားရင်ညောင်မင်းကြီးတပင်အောက်ကိုရောက်သွားပါတယ်အရှိကကောင်းတော့ခဏနားမယ်ဆိုပြီးအနားယူနေတဲ့ချိန်မှာပဲရွှေအိုးတစ်လုံးကိုတွေ့ရှိသွားခဲ့တယ်လေလူမိုက်ဟာအရန်ကိုပျော်ရွှင်ပြီးတော့ဝမ်းသာအားရဖြစ်သွားပါတော့တယ်ထိုနည်းတူစွာပဲလူကောင်းတစ်ယောက်ကလည်းလူမိုက်ထွက်ခဲ့တဲ့လမ်းခီးအကြိုင်သွားခဲ့ပါတယ်လမ်းခီးတစ်လျှောက်လုံးပြက်စီးသမျှတွေကိုပြုတ်ပြင်းနေလူမိုက်ဖြက်စီးခဲ့တဲ့တရားနာကိုရောက်တဲ့အခါမှာဟင်းတရားကပြက်စီးနေပါလားငါဒီတိုင်းထားခဲ့လိုက်ရင်ခီးသွားပြည်သူတွေဒုက္ခရောက်မယ်ဆိုပြီးတရားကိုပြန်ပြုပြင်ပေးခဲ့လိုက်ပါတယ်လူကောင်းလည်းခီးဆက်ထွက်ခဲ့ရာလူမိုက်ရှိုက်ခွဲခဲ့တဲ့ရေအိုးစင်နာကိုရောက်တော့ရေအိုးအသစ်တစ်လုံးဝယ်ပြီးရေဖြည့်ပေးခဲ့ပြန်တယ်အဲ့ဒီလုံးနဲ့ခီးထွက်လာလိုက်တာလူမိုက်ရောက်ရှိခဲ့တဲ့ညောင်မင်းကြီးအောင်လည်းရောက်ရောမောလိုက်တာဆိုပြီးထိုင်ချလိုက်တဲ့အချိန်မှာပဲတစ်ပင်မော်ကနေညောင်ကိုင်းကြီးကျိုးကြပြီးပေါင်ကျိုးသွားခဲ့ပါတယ်အဲ့ဒီတော့လူကောင်းကငါဒီလောက်ကောင်းမှုကုသိုလ်တွေလုပ်နေရတာနဲ့ဘာဖြစ်လို့များကန်ဆိုးမုံမောင်ကြရတာလဲလို့လောကကြီးကိုစိတ်ပြက်ပြီးညီးတွားနေတဲ့ချိန်မှာပဲတရားမင်းကရောက်လာပြီးတော့ရှင်းပြပါတယ်ပထမလာတဲ့လူမိုက်ဟာအရင်ဘဝကကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်ပင်ကြီးအောက်ကိုရောက်တဲ့အခါမှာရွှေအိုးလေးလုံးရမှာဖြစ်တယ်ဒါပေမဲ့သူဒီလက်ခုလက်ရှိဘဝမှာမကောင်းမှုတွေလုပ်တာများတဲ့အတွက်ကြောင့်ရွှေအနှဲငယ်နေတာကျေနပ်လိုက်ရခြင်းဖြစ်တယ်အတင်ဟာအရင်ဘဝကအကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်မေကြီးအောက်ကိုရောက်တဲ့အချိန်မှာညောင်ကိုင်းပြီးတေးရမှာဖြစ်တယ်ဒါပေမဲ့တင်ဒီယခုလက်ရှိဘဝမှာကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်အသက်မသေးပဲပေါင်ကျိုးရုံလောက်ပဲကျိုးခဲ့ခြင်းဖြစ်တဲ့အသေးလူသားဆိုပြီးရှင်းပြခဲ့တယ်ဒါကြောင့်သူတော်ကောင်းတို့လည်းငါကောင်းတာတွေလုပ်နေရတာနဲ့မကောင်းတာတွေပဲဖြစ်နေတယ်လို့ကိုစိတ်ပြအားငယ်မနေပါနဲ့ရှေးဘဝကမကောင်းခဲ့တဲ့အကုသိုလ်ကံတွေကြောင့်အခုလက်ရှိဘဝမှာမကောင်းကျိုးတွေခံစားနေရတယ်လို့လည်းမမြင်ရတဲ့အတိတ်ကိုအပြစ်ပုံချမနေပါနဲ့အခုလက်ရှိပြစ္ဆုတ်ပံမှာကောင်းတာလုပ်ရင်နောင်လာမယ့်အနာဂတ်မှာကောင်းကျိုးတွေခံစားရမယ်ဆိုတာအသိအချပါပဲเนาะဒီကတော့ဒါပါပဲရှင်နောက်ထပ်ပုံတွေနေမှာပြန်လဲတွေ့ကြမယ်เนาะအစိုးရနေတော့ပြည့်အတွက်ကျေးဇူးပါ